ကျွန်တော်ရဲ့ကျွန်တော် share line ရဲ့ပထမဆုံး post အနေနဲ့ပေါ့နော်ကျွန်တော် Arsenal အကြောင်းကနေစလိုက်မယ်ပြီးတော့ကျွန်တော်စနေနေ့တိုင်းပြောမှဖြစ်တဲ့အတွက်ကျွန်တော် share line ခေါင်းစဉ်ကိုဒီဘက် account မှာပေါ့နော်ဒီဘက် account မှာခေါင်းစဉ်ကို Saturday Sport ဆိုပြီးတော့ကျွန်တော်စဉ်းစားထားတယ်ပထမဆုံးအနေနဲ့ကျွန်တော် Arsenal အကြောင်းစပြောမယ်ဘာလို့လဲဆိုတော့ကျွန်တော် Arsenal ပရိသတ်ပေါ့နော်တော်တော်များများတော့သိကြပါတယ်ဆိုတော့ Arsenal အကြောင်းကနေပြီးတော့စလိုက်မယ်လက်ရှိခေါ်ထားတဲ့ကစားသမား2ယောက်ပေါ့နော်ဒီဟာဒီပြောင်းရွှေ့မှာခေါ်ထားတဲ့ကစားသမား2ယောက်ရှိတယ်ဇိုလစ်နဲ့ Bruno Guimaraes နဲ့ဇိုလစ်ကတော့ဒါလူငယ်ကစားသမားပေါ့နော်လူငယ်ကစားသမားအခုမှ24လောက်ပဲရှိသေးတယ်သူကတော့သူ့ရဲ့ပထမဆုံးမြင်ရတဲ့ဒီ highlight တွေနောက်ပြီးတော့ခြေစွမ်းပွဲမှာတွေ့နေရတဲ့ခြေစွမ်းတွေအရာပေါ့နော်ဟိုသူကတန်တယ်လို့တန်းပြီးတော့ကောက်ချက်ချလို့ဖြစ်တယ်ဗျာလွယ်တယ်ဒီကောင်ကဘာလို့လဲဆိုတော့ Arsenal မှာတိတ်ပြီးတော့မြင်ရလိမ့်မရှိတဲ့ဘယ်လိုပြောမလဲတိတ်ကွန်ရှူတွေပြီးလို့ရှိရင်သူ့ရဲ့ dribbling တွေကောင်းတယ်ဒီကောင်ကအနာကြီးလည်းနည်းနည်းရှိတယ် Greek ပေါ့နော် Greek ဘက်မှာကျွန်တော်မှတ်မိတယ်တော့ Greek ဘက်မှာအဲ့လိုသူ့လို style မျိုးကစားတဲ့လူကရှားတယ်ဗျာ Greek နိုင်ငံသားတွေကပေါ့နော်ဒီကောင်ကတော့မစိုးဘူးလို့ပြောလို့ရတယ်သူ့ပုံစံကကျွန်တော်တို့ဟိုခြားခြားပပကစားသမားဗျာဥပမာပြောရမယ်ဆိုလို့ရှိရင် Egypt မှာဆိုရင်စာလက်လိုမျိုးနောက်ဒီ Georgia ကဟိုကောင်ပတ်စွဲကောင်ပေါ့နော်ဟို Kvaratskhelia တို့လိုပုံစံမျိုးပေါ့နော်ဟိုကစားပုံပြောချင်တာမဟုတ်ပြသူတို့ရဲ့အနေအထားကိုပြောပြတာနည်းနည်းစင်တယ်ပေါ့နော်ဒီ Greek မှာလည်းအဲ့လိုမျိုးကစားသမားတစ်ယောက်ပေါ်လာမဲ့ရိပ်ရောင်တွေကျွန်တော်မြင်ရတယ်ကျွန်တော်အရင် hype ပြီးတော့ပြောတာတော့မဟုတ်ဘူးပေါ့နော်တွားပြီးကြည့်လို့ရတယ်ဆိုတော့ဒီကောင်လေးကတော့ကျွန်တော်တို့ရလိုက်တာတော်တော်တန်တယ်လို့ပြောလို့ရတယ်ပေါင်တန်း40နဲ့နောက်ထပ်တစ်ယောက်ကတော့ကျွန်တော်တို့ Bruno Guimaraes ကကြတော့ဘယ်လိုပြောရမလဲဒီကောင်ကတော့အသစ်ဆိုပေမဲ့တော်တော်များများပေါ့နော်ပရီးမီးယားလိတော်တော်များများကကြည်ဘူးပြီးသားပေါ့နော်သူကနည်းနည်းဘယ်လိုပြောမလဲကျမ်းမယ်ရမ်းမယ်ပေါ့နော်နည်းနည်းတစ်ခါကျရင်ညစ်ကြဲကစားတယ်ဒါပေမဲ့လည်းဘရာဇီးသားဖြစ်တဲ့အတွက် technical ဘိုင်းတွေစကေးဘိုင်းတွေပြီးတော့ Newcastle ရဲ့လက်ရှိ captain ဖြစ်တဲ့အတွက် leadership ဘိုင်းတွေတော့အားကိုးရတယ်သူ့ကိုခေါ်ရတဲ့အဓိကအကြောင်းရင်းကကျွန်တော်တို့ဟိုနံပါတ်1အချက်ကအာဒီတာကြိုက်လို့နံပါတ်2အချက်ကကျတော့ဒီကလန်ရိုက်နဲ့ဇူဘီမန်နီနဲ့ကိုနားပေးခြင်းလို့ပေါ့နော်နောက်ဆုံးအချက်ကတော့ပို့ပြီးတော့အင်အားကောင်းလာအောင်လို့ပေါ့အာဒီတာကစဉ်းစားကြည့်လိုက်လို့ရှင်သူကြိုက်ခဲ့တဲ့ကစားသမားတော်တော်များများကိုဘယ်အသက်အရွယ်ပဲရောက်ဘယ်လိုရှင်နေမှာပဲရောက်ခေါ်လေးရှိတယ်ဥပမာဂျော်ဂျင်ညိုဆိုလို့ရှိရင်သူအရင်တော့ကမာစီတီနီးပြပေါ့နော်လက်ထောင်နီးပြခဏရတော့ကြိုက်တယ်ခေါ်ခြင်းတယ်သူကြိုက်နေတဲ့အချိန်တော့ဟုတ်တယ်ဗျာဂျော်ကြီးရဲ့prime time ပေါ့နော်အာယူကိုဒီအာဒီတာရောက်လာတဲ့အချိန်ဂျော်ဂျင်ဟိုရောက်လာတဲ့အချိန်ကကျတော့ prime time ကိုကြော်သွားပြီနော်ငကိုကနေကသူကဟိုဝါးရပြန်ပေါ့နော်9ပေပက်လေ6ပေပက်လေလောက်ပတ်ပေးနေတဲ့အကောင်ဒါပေမဲ့ Arsenal ရောက်တဲ့အချိန်မှာသူ့ရဲ့ energy တွေ prime time တွေကြော်သွားပြီဒါပေမဲ့သူခေါ်လိုက်တာပဲနော်အဲ့လိုပုံစံမျိုးပဲရှေ့မှာချိတယ်သူကဟိုသူကြိုက်ရင်ပေါ့ဗျာကျွန်တော်ပြောလို့သူကြိုက်ရင်စုခေါ်တော့တာပေါ့အဲ့တော့သူကဒီကစားသမားကိုလည်းတကယ်လိုင်းယုံမှာကနေကသူကြိုက်နေတာဒါပေမဲ့ Newcastle ကိုအရင်ရောက်သွားတယ်ပေါ့နော်အခုခေါ်ခွင့်ရမယ်ဆိုတော့တန်းပြီးတော့ပြန်ပြီးတော့ခေါ်တယ်နောက်တစ်ချက်ကဒီကလန်ရိုက်နဲ့ဇူဘီမန်ဒီရဲ့ဟိုဝက်လုတ်တွေပေါ့နော်နည်းနည်းချော့ချကျင်တာလည်းပါတယ်ချော့ချကျင်တာဆိုတာဒီကလန်ရိုက်ကဘာပဲပြောသူနည်းနည်းနားရအောင်ပဲပေါ့နော်ရာသီအစပွဲကြီးလွဲမယ်ဇူဘီမန်ဒီကကြတော့သူ့ရဲ့ကြိုက်ခံမှုပေါ့နော်သူကစကေးကောင်းတယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲပရီးမီးယားလိရဲ့ကြိုက်ခံမှုအသားပေးတဲ့ကစားဟန်မှာ38ပွဲလုံးကိုတပုံစံနဲ့သူမထိန်းနိုင်ဘူးဗျာဘလာသာတို့လည်းတတိထားပြီးတော့19ပွဲစဉ်19 20လောက်ထိတော့သူဆင်ပြေသေးတယ်အဲ့နောက်ပိုင်းကျတော့တဖြည်းဖြည်းချင်းနဲ့ကျလာတာပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်တို့ကပူစရာမလိုတော့ဘူးခုပရီးမီးယားဟိုဂီမာတွေရောက်လာပြီအဲ့ဒါပြီးတော့နောက်ဆုံးကျွန်တော်တို့ဟိုအတင်းပို့ပြီးတော့ level တစ်ခုပေါ့နော် level တစ်ခုဆိုတာတက်ပဲလက်ရှိဘောလုံးလောကမှာကအလဲတန်းကတော်တော်လေးစကားပြောတယ်ပေါ့နော်အလဲတန်းကတော်တော်လေးစကားပြောတယ်စပိန်ဆိုပဲကြည့်ဗျာဒီ Pedri တို့ Rodri Fabian တို့အိုမိုဒီကောင်တွေရဲ့ကွင်းလယ်ကကမ္ဘာဖလာမှာသူတို့ရှင်းနိုင်တဲ့ကွင်းလယ်ဆိုခက်ရှားပဲဗျာပြင်သစ်ဆိုသွားကြည့်လိုက်ဗျာရှူအာမန်နီတို့ဟိုမာနူကိုနေတို့ကမချင်နိုင်ဘူးအာဂျင်တီးနားဆိုလည်းအဲ့လိုပဲဖာနန်ဒက်တို့ဒီပါရဒက်ဆိုမက်ကယ်လီစတာတို့ကမချင်နိုင်ဘူးဗျာစပိန်ရောအဲ့လိုမျိုးဆိုတော့ဒီဘောလုံးလောကမှာကွင်းလယ်ကနည်းနည်းရေးကြီးတဲ့အချိန်မှာကျွန်တော်တို့ကွင်းလယ်အင်အားပိုတောင်းအောင်လို့ခေါ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ3ချက်ကြောင့်မလို့ Bruno Guimaraes ကိုခေါ်တယ်ဘာပဲပြော Bruno Guimaraes ရောက်လာရင်ဘာတွေကောင်းလာမလဲဆိုလို့ရှိရင်ဒီကလန်ရိုက်နည်းနည်းနားရမယ်ဒီကစားသမားကနံပါတ်6ရောနံပါတ်8ရောပေါ့ရတယ်ကျွန်တော်တို့ OD ကမသုံးချင်မယ်နဲ့သူ့ကိုသုံးမယ်ဒီကလန်ရိုက်နဲ့သူနဲ့ကိုသုံးမယ်နောက်ဆုံး Zubimandi ရော3ယောက်လုံးပြန်သုံးမယ်ဆိုလို့ရှိရင်တော့သူ့စီကနေပြီးတော့နည်း OD ကလိုပုံစံမျိုးပေါ့နော် creative ဖြစ်တဲ့ pass တွေ line breaking pass တွေရမယ်အစ်စ်တွေအများကြီးမျှော်လို့ရတယ်ဆိုတော့ဒီ
ဟိုပြောင်းရွှေ့ကြီးအနေနဲ့တော့ကစားသမားကရဲ့အသက်အရွယ်နောက်ဆုံးစာချုပ်ကျန်နေတဲ့အနေအထားအရအရင်နည်းနည်းများသွားတယ်ဆိုပေမဲ့လည်းဟိုခေါ်တဲ့အနေအထားမှာတော့ခြိတယ်ပေါ့နော်။ဘာပဲပြောပြောဗျာကျွန်တော်တို့အာဆင်နယ်ပရိသတ်တွေတော့ဘာဖြစ်သွားမလဲဆိုတော့ဒီကလန်လိုက်မပါနိုင်တဲ့အချိန်မှာဟာသိရမလားဒီကလန်လိုက်မပါဘူးရှင်နေကောင်းမှမလားဆိုတဲ့စိတ်ကနေပြီးတော့ဒီကလန်လိုက်မပါလဲကျွန်တော်ကဘလူးနိုဘီမာတွေရှိနေတဲ့အတွက်ဆွမ်းနာရဲ့စိုးရိမ်မှုတွေကျွန်တော်တို့ချော့ချပေးနိုင်လိမ့်မယ်။ဒါတော့ကျွန်တော်အထင်ဖြစ်ပါတယ်။ဒီအာဆင်နယ်ပရိသတ်တွေရှိလို့ရှင်လဲဒီနှစ်ယောက်ရဲ့ပြောင်းရွှေ့နေပတ်သက်ပြီးတော့ brother တို့မြင်လေးတွေကိုပြောသွားကြပါဦးဗျာ။